ထိုင်းနိုင်ငံရဲ့ပထမဆုံးအမျိုးသားဥယျာဉ်ဖြစ်တဲ့ခေါရိုင် National Park မှာနို့တိုက်သတ္တဝါ10မျိုးပြည့်အောင်တွားချကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ mission မှာတခြားဘယ်လိုမျိုးအကောင့်တွေကိုတွေ့ခဲ့လဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုလေးကိုလိုက်ကြည့်လိုက်ကြပါဦး Bro, What's up guys, welcome back to the vlog. So အခုတော့ကျွန်တော်တို့ဒီမှာယထာဂိတ်ကိုရောက်နေရပေါ့နော်ကျွန်တော်တို့ဒီယထာနဲ့ကျွန်တော်တို့အခုမနက်4နာရီမှာထိုင်းနိုင်ငံရဲ့ကျွန်တော်တို့အကြီးဆုံးတွေကတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဒီ National Park ပေါ့နော် National Park မှာကျွန်တော်တို့နှုတ်တိုက်သတ္တဝါ10မျိုးပြည့်အောင်ကျွန်တော်တို့ဒါသွားချမှာဖြစ်တယ်နှုတ်တိုက်သတ္တဝါပဲမဟုတ်ဘူးကျွန်တော်တို့ငှက်လဲပါတယ်ပေါ့နော်အဲ့တော့ဘာကောင်တွေတွေ့ရလဲပေါ့ကျွန်တော်တို့တစ်ချက်သွားကြည့်မှာဖြစ်တယ်အဲ့တော့ညလုံးဝမအိပ်ရသေးဘူးပေါ့နော် Okay, so ကျွန်တော်ဒီနေ့သွားမှာကတော့ဒီမှာကျွန်တော် I'm here. Okay. What's up? Swaddy Club. Yeah. And today we will. I am the guide of this trip. Yeah. အဲ့တော့ဒါတော့ကျွန်တော်တကယ်ချင်းဖမ်းပေါ့နော်အဲ့တော့ yeah ထိုင်းလို့လိုက်ပြောပြီးတာပေါ့နော်ကျွန်တော်လည်း yeah ဒီလိုတောင်းမှဖြစ်တယ်အဲ့တော့ yeah အဲဝင်လိုက်ကြရအောင် let's go မနက်ကတော့4နာရီဆိုတော့ကျွန်တော်တို့ဒီမှာလုံးဝလူကတော့တော်တော်လေးကိုရှင်းနေရပေါ့နော်Alright ကျွန်တော်တို့ဒီမှာယထာဂိတ်ကနေတော့ထွက်လာပြီအဲ့တော့ကျွန်တော်တို့ကားငါပြီးတော့ဒီ Khao National Park ကိုသွားကြမယ်ပေါ့နော် Okay let's go ကျွန်တော်တို့ဒီမှာတရက်လုံးလည်ဖို့အတွက်ဒီလိုမျိုးကားအကြီးတစ်စီးငှားပြီးတော့ကျွန်တော်တို့သွားကြမှာဖြစ်ပါတယ်ဒီ National Park ထဲဝင်ဖို့အတွက်တော့ထိုင်းလူမျိုးတစ်ယောက်ကိုဘတ်20နဲ့နိုင်ငံသားတစ်ယောက်ကိုဘတ်400လဲပေးရပါသေးတယ်National Park ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ဒီလိုမျိုးလှတဲ့တောင်ကုန်းတောင်တန်းတွေကိုစပြီးတော့တွေ့ရပါတယ်Okay ဆိုတော့ကျွန်တော်တို့ဒီ Khao National Park ကိုတော့ရောက်လာပြီအဲ့တော့ can you turn this way အဲ့တော့ဒီမှာကတော့လုံးဝကိုမိုက်တယ်ပေါ့နော်လုံးဝမိုက်တဲ့ habitat ကြီးတစ်ခုကိုကျွန်တော်တို့ရနေပြီအဲ့တော့ကျွန်တော်တို့ရဲ့ဒီက goal ကတော့ကျွန်တော်တို့ဒီကိုလာရှာတာကတော့ကျွန်တော်တို့နှုတ်တိုက်သတ္တဝါတွေလာရှာတာဖြစ်တယ် mammal တွေအဓိကကတော့ mammal 10မျိုးပြည့်အောင်ရှာမှာဒါကျွန်တော်တို့ရဲ့ target ဖြစ်တယ်ပေါ့နော်အဲ့တော့ yeah ဘာကောင်တွေတွေ့မလဲကြီးလိုက်ကြရအောင် Okay ဆိုတော့ဒီမှာကတော့ဒီမှာအစာကျွေးလို့မရဘူးနော် no feeding the wildlife stuff as you can see right there yeah cool so ဘာကောင်တွေတွေ့မလဲအခုမှကျွန်တော်တို့ရောက်တာဆိုတော့တစ်ချက်လောက်သွားကြည့်လိုက်ကြရအောင် cool ဒီ Khao National Park ကိုတော့1962ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့ဒီ National Park ဟာဆိုလို့ရှိရင်တော့ဒီထိုင်းနိုင်ငံရဲ့ပထမဆုံး National Park လည်းဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ mission ဖြစ်တဲ့နှုတ်တိုက်သတ္တဝါတွေကိုတွားကြည့်ဖို့အတွက်ဒီလိုမျိုးတရားလေးကိုဖြတ်ပြီးတော့လဲကျွန်တော်တို့တွားကြမှာဖြစ်ပါတယ်Bro, you hear that? Bro, this is insane. ကျွန်တော်တို့ဒီကောင်นี้အတန်လာတဲ့နေရာကိုခြေချင်းလျှောက်ပြီးတော့လိုက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ရှိတဲ့သစ်ပင်ကိုကျွန်တော်တို့တွေ့ပါတယ်ဟုတ်ပါတယ်ဒါကတော့ Lord Gibbon လို့ခေါ်တဲ့မြောက်လွဲကျော်အမျိုးအစားဖြစ်ပါတယ်မြန်မာလူမြောက်လွဲကျော်လက်ဖြူလို့ခေါ်တဲ့ဒီ Lord Gibbon နေဟာဆိုလို့ရှိရင်ကျွန်တော်တို့2024တနှစ်ထဲကိုပဲ illegal wildlife trade လို့ခေါ်တဲ့တရားမဝင်ရောင်းဝယ်မှုကြောင့်မြန်မာနိုင်ငံတဘာဝတွေကမြောက်လွဲကျော်အရေးအတွက်ဟာဆိုလို့ရှိရင်တိတိတသားပဲထိုးကြသွားတာကိုတွေ့ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကမုတ်ဆိုးတွေကဒီမြောက်လွဲကျော်ပေါက်စာလေးတွေကိုရောင်းတော့မယ်ဆိုလို့ရှိရင်တစ်ပစ်မှာရှိတဲ့မြောက်လွဲကျော်အမေကြီးတွေကိုတန်းနဲ့ပြစ်တက်ပြီးမှဒါဒီကလေးလေးတွေရလာတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့မြောက်လွဲကျော်မျိုးစိတ်တွေဟာဆိုလို့ရှိရင်လူတွေနဲ့ထင်ထားတာထက်ပိုပြီးတော့နှီးစပ်မှုရှိပါတယ်ဘာလို့လဲဆိုတော့ဒီကောင်တွေက ape ဖြစ်ပါတယ် ape ဆိုတာကဘာတွေလဲဆိုတော့ကျွန်တော်တို့ chimpanzee တွေ gorilla တွေပါမယ်ပေါ့နော်အဲ့လိုမျိုးစုထဲမှာဒီကောင်တွေလည်းပါဝင်ပါတယ်ဒီ ape ထဲမှာလူတွေလည်းအပါဝင်ဖြစ်တဲ့အကြောင်းမို့လို့ဒီကောင်တွေနဲ့ကျွန်တော်တို့ဟာဆိုလို့ရှိရင်ဒါဆွေမျိုးတွေဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ပါဘူးအဲ့တော့မြောက်လွဲကျော်ပေါက်လေးတွေကိုချစ်လို့မွေးချင်ပါတယ်ဆိုတဲ့သူတွေကိုလည်းမြောက်လွဲကျော်လေးတွေကိုခေါ်ပြီးတော့မနှိပ်စက်ဖို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးမြောက်လွဲကျော်အပေါက်လေးတစ်ကောင်ရဖို့အနောက်မှာသူတို့မိသားစုဝင်တွေအများကြီးတည်ထားရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ illegal wildlife trade ကြီးပို့ပြီးတော့မကျေပြန့်လာအောင်လို့ဒီလိုမျိုးမြောက်လွဲကျော်အပေါက်လေးတွေကိုခေါ်ပြီးမမွေးချင်းဖြင့်ကူညီပေးပါလို့လဲကျွန်တော်မေတ္တာရက်ခံချင်ပါတယ်Okay ဒါဆိုရင်တော့ကျွန်တော်တို့ပထမတစ်မျိုးတော့တွေ့ပါပြီဆိုတော့ကြံတဲ့နှုတ်တိုက်သတ္တဝါ9မျိုးကိုကျွန်တော်တို့တွားရှာကြရအောင်
Alright guys, come here. Check this out. So, oh, yep. နည်းနည်းတော့ကြောက်နေရပေါ့နော်သူ့အမေကြီးလည်းရှိတယ်ဒီနားမှာဒါတော့ this is called a sambar deer sambar တမင်ပေါ့နော်ဒီကတော့ Sambar deer တွေကကျွန်တော်တို့မြန်မာလိုဆိုလို့ရှိရင်ဆက်လို့ခေါ်တဲ့ဒါသမင်ကြီးမျိုးနွယ်ဝင်အမျိုးအစားတွေဖြစ်ပါတယ်ဒီကောင်တွေဟာဆိုလို့ရှိရင်ကျွန်တော်တို့2008ခုနှစ်ခရဲကပေါ့နော်ကျွန်တော်တို့ IUCN Red List စီးရင်ဝင်ဖြစ်ပါတယ်ဆိုလိုတာကတော့ဒီကောင်တွေကအလွန်ကျွန်ဖန်ဆီးတပ်ဖြတ်ခြင်းခံရတာကြောင့်မလို့သူတို့ရဲ့နံပါတ်တွေကတဖြည်းဖြည်းလျှော့ပါလာတယ်ဆိုတာကိုဆိုလိုတာပေါ့နော်ဆိုတော့မျိုးတုံးမှုအန္တရာယ်နဲ့ကြုံတွေ့နေရတဲ့အမျိုးအစားလည်းဖြစ်ပါတယ်ဒီဓာတ်ရဲ့တမင်အမေပေါ့နော်အမေဖြစ်တဲ့အတွက်ဒီကောင်ကလုံးဝ protective ဖြစ်တယ်သူတားလားသမီးလားတော့ဒီအသေးလေးကိုပေါ့နော်ကျန်တဲ့ကောင်တွေဒီကောင်ကတော့ဒါအမတွေဆိုဒီတိုင်းပဲ chill လုပ်နေရပေါ့နော်သူကတော့ဒီမှာကြီးသူကလုံးဝ aware ဖြစ်တယ်နေရောကလည်းအရှိမပေါ့နော်ကျွန်တော်တို့အရှိတိုးရနဲ့ကျွန်တော်တို့တစ်ခုခုလုပ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတားသမီးဇောနဲ့ပေါ့နော်နောက်တော့ကျွန်တော်တို့ဒီရေကန်ကြီးရဲ့ဟိုဘက်အချမ်းမှာဒီသမင်အုပ်ရဲ့ခေါင်းဆောင်သမင်အထီးကိုတွေ့တဲ့အတွက်ကြောင့်လည်းကျွန်တော်တို့သွားကြည့်ကြမှာဖြစ်ပါတယ်ဒါကတော့ဒါအရွယ်ရောက်ခါစားအထီးလေးပေါ့နော်ဘာလို့လဲဆိုတော့အထီးဘာလို့တည်တာလဲဆိုတော့သူ့ကောင်းမှာတော့ဂျိုလေးပါတယ် as you can see a horn on his head ဒီလိုအမတွေမှာမပါဘူးဟိုအကြီးမှာပါတယ်ဆိုတော့တစ်ချိန်ရင်ကြားလို့ရှိရင်ဒီကောင်လေးအရွယ်ရောက်လာတဲ့အချိန်ကြားလို့ရှိရင်ဒီအထီးနဲ့ချလိုက်မယ်ချလို့ဒီကောင်လေးကနိုင်လို့ရှိရင်ဒီကောင်ကအုပ်ကောင်းဆောင်ပြောရလိမ့်မယ်မနိုင်လို့ရှိရင်တော့ဒီကောင်ကကောင်းဆောင်ဖြစ်ပြီးဒီကောင်ကအဖွဲကိုခွာပြီးတော့တခြားအဖွဲ့နဲ့သွားပေါင်းရလိမ့်မယ်ကျွန်တော်တို့ရဲ့ဒုတိယနိုးတိုက်တော်ဝါမျိုးစိတ်ဖြစ်တဲ့ဒီ Sambar deer တွေကိုကြည့်ပြီးတဲ့နောက်မှာပဲသူတို့ရဲ့ဘေးနားမှာနောက်ထပ်နိုးတိုက်တော်ဝါတစ်မျိုးကိုလည်းကျွန်တော်တို့ထပ်တွေ့ခဲ့ပါတယ် If you turn this way there's some macaques right there as you can see ဒီမှာပေါ့နော်ဒီဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာဒါမြောက်တွေရှိရ there are a lot of them သူတို့ကဒီအဲ့လိုခေါင်းဆောင်အထီးတယောက်ရှိရဟိုမှာတွေ့ဟိုမှာမြင်ရတဲ့အတိုင်းပဲပေါ့နော် that's the alpha male အဲ့တော့ဒီဟာရဲ့ဒါသူ့ရဲ့နောက်လိုက်အပါတွေပေါ့နော်ကျွန်တော်တို့ရဲ့တတိယနိုးတိုက်တော်ဝါအမျိုးအစားကတော့ဒီ pigtail macaque လို့ခေါ်တဲ့ဒီဝမ်မီးမြောက်အမျိုးအစားပဲဖြစ်ပါတယ်ဒီကောင်တွေကိုဝမ်မီးမြောက်လို့ဘာလို့ခေါ်တာလဲဆိုတာကတော့ကျွန်တော်တို့ရှင်းပြစရာလိုသေးမယ်လို့တော့မထင်ပါဘူးဒါကတော့သူတို့ရဲ့ခေါင်းဆောင် alpha male ဖြစ်ပါတယ်ဒီကောင်တွေဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့တာမန်အထီးလိုမျိုးမဟုတ်ဘဲနဲ့ပို့ပြီးတော့တန်ပါတယ်ပေါ့နော်ဒါကတော့သူတို့အုပ်ရဲ့ခေါင်းဆောင်လို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တနေရာထဲမှာနိုးတိုက်တော်ဝါ2မျိုးတောင်တွေ့ပြီးပြီဆိုတော့တခြားနေရာကိုကျွန်တော်တို့သွားကြည့်ကြရအောင် Look at that right there a monjack deer okay guys ဟိုမှာပေါ့နော်ကျွန်တော်တို့တရေမြင်ရလာတော့ whoa Monjack deer လို့ခေါ်တဲ့ဒီတရေအမျိုးအစားဟာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကြိုက်ဆုံးသမင်မျိုးနွယ်ဝင်လို့တောင်ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ဒီ scent gland ပေါ့နော်သူတို့ရဲ့ဒီအာယုံကန်အင်္ဂါတွေဟာဆိုလို့ရှိရင်တခြားသမင်တွေနဲ့မတူဘဲနဲ့ပေါ့နော်ကျွန်တော်တို့လုံးဝ pronounce ဖြစ်တယ်ပေါ့နော်မသိလို့ရှိရင်ကျွန်တော်တို့ဂျိုသားတစ်ကောင်နဲ့တောင်တူပါတယ်။ပြီးတော့နောက်တစ်ခုကတော့ဒီကောင်တွေကို barking deer လို့လည်းခေါ်ပါတယ်။ဘာလို့လဲဆိုတော့ဒီကောင်တွေကခွေးတစ်ကောင်လို့ဟောင်းတက်လို့ပဲဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါ။လေးကောင်မြောင်နိုးတိုက်တော်ဝါဖြစ်တဲ့ဒီတရေလေးကိုကြည့်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ရေကုံနားမှာဘာရှိမလဲဆိုတာတွားကြည့်ကြရအောင်ကျွန်တော်တို့ရေတကုံသွားဖို့တောင်အောက်ကိုဆင်းနေတဲ့အချိန်မှာပဲလုံးဝမထင်မှတ်ထားတဲ့အကောင်လေးတစ်ကောင်နဲ့ကျွန်တော်တို့တွေ့ခဲ့ပါသေးတယ် Come here Look at that face right there. I don't think you can see that. Random little fella. Wait, stay still. Wait, he's not focusing. Okay, there you go. They won't normally bite, right? Yeah, and then on. ဒါကတော့ NAM မရှိတဲ့ painted bronze back လို့ခေါ်တဲ့မွေးပိတ်အမျိုးအစားဖြစ်ပါတယ်ဒီကောင်လေးကိုဘယ်လိုတွေ့တာလဲတော့မမေးပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့မျက်လုံးတွေကဒီမွေးတွေကိုမြင်နေကြဖြစ်တဲ့အတွက်ကြောင့်မို့တော့မျက်လုံးက auto တွေ့တယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ vlog က herping vlog ကိုမပြောင်းခင်မှာပဲကျွန်တော်တို့ဒီမွေးလေးကိုပြန်လှုပ်လိုက်ကြရအောင်Okay ဆိုတော့ကျွန်တော်တို့အခုရောက်နေတာကတော့ဒါကျွန်တော်တို့ဒီမင်းသား Leonardo DiCaprio ဒါဒီရုပ်ရှင်ရိုက်သွားတာပေါ့နော်ဒီနေရာမှာဒါခုံချသွားတဲ့နေရာပေါ့နော်အဲ့တော့ရုပ်ရှင်နာမည်တော့ကျွန်တော်မိသွားပြီဒါပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာထည့်ပေးရမယ်ပေါ့နော် Yeah
တော်တော်လေးမိုက်တယ်ကျွန်တော်တို့အခုလောလောဆယ်ဒီမှာမိုးရွာနေရပေါ့နော်မိုးရွာနေတော့ကျွန်တော်ကြီးတော့စောင်းနာရတယ်ကျွန်တော်ခုနကတော့ဟိုးနားလေးမှာမွေပင်လေးတစ်ကောင်တော့တွေ့တယ်ဒီနေရာတော်တော်တခြားမွေတွေလည်းရှိတယ်ပြောရပေါ့နော်ကျွန်တော် iNaturalist မှာကြီးတော့ရှားမွေမျိုးစားတွေလည်းအများကြီးရှိတယ် yeah really cool yep တခြား mammal တွေကျွန်တော်တို့တွားကြည့်လိုက်ကြရအောင် okay cool ကျွန်တော်တို့ဒီရေတကွန်နားမှာပဲအချိန်ဖြုံးနေခြင်းပဲပေါ့နော်ကျွန်တော်တို့ရဲ့ target ဖြစ်တဲ့ဒီ no တိုက်သတော်က10မျိုးမပြည့်မှာဆိုတဲ့အတွက်ကြောင့်ရေတကွန်ကိုစွန့်ခွာပြီးတော့တောင်ပေါ်တက်ကြတော့မှာဖြစ်ပါတယ်အရှိမမြင်နေရတဲ့ဒီတိမ်နေဖုံးနေတဲ့တောင်ကြီးကတော့ဒါခေါရိုင် National Park ရဲ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်ဒီတောင်လာတဲ့အကြောင်းရင်းကတော့ဒီနားမှာပေါ့နော်ဆင်နေအများကြီးရှိတယ်လို့ကျွန်တော်တို့သိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနားကိုလာကြည့်ရဖြစ်ပါတယ်ထင်းတဲ့အတိုင်းမှာပဲကျွန်တော်တို့လမ်းလျှောက်ပြီးတော့ကြီးကြီးတဲ့အခါမှာလည်းဒီလိုမျိုးဆင်အငြိကြီးစွန်နာတာတွေလည်းကျွန်တော်တို့တွေ့ခဲ့ပါတယ်ဆိုတော့ဒီနားတစ်ဝိုက်မှာဆင်နေရှိတာတော့လုံးဝသေးကြတယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီ Pale Millipede လို့ခေါ်တဲ့ဒီပိုးနှစ်တန်ကောင်အလုံးလေးတွေကိုလည်းကျွန်တော်တို့တွေ့ခဲ့ပါသေးတယ်ဆိုတော့ကျွန်တော်တို့တောင်ထိပ်ကိုတက်ကြည့်ကြရအောင်အခုဒါခေါင်းထိပ်ပေါ်ရောက်နေတာပေါ့နော်ကျွန်တော်တို့မသိလို့ရှိရင်ခုနရောက်တဲ့နေရာနဲ့မတူမသိလို့ရှိရင်ဂျပန်ရောက်သွားသလိုလိုပါလို့တောက်ပြန်စစ်မဲ့ပေါ့နော်အကောင့်တွေပဲသွားကြည့်ရအောင် this is so cool I can't Civet လို့ခေါ်တဲ့ကြောင်ဝင်ပိုက်မျိုးနွယ်ဝင်တွေတရားပေါ်မှာမစင်စွန့်နာတာလဲကျွန်တော်တို့တွေ့ခဲ့တယ်လို့မျိုးနောက်ထပ် no တိုက်တော်ဝါမျိုးစိတ်အနေနဲ့ဒီလိုမျိုး variable squirrel ဆိုတဲ့ဒီလိုမျိုးရှစ်မျိုးနွယ်ဝင်တွေကိုလည်းကျွန်တော်တို့တွေ့ခဲ့ပါသေးတယ်ဒီကောင်တွေကို variable squirrel လို့ခေါ်ရတဲ့အကြောင်းရင်းကတော့သူတို့ကဆိုလို့ရှိရင်မျိုးစိတ်တစ်မျိုးတည်းကိုပဲအယောင်ပေါင်းစုံလာလို့ဖြစ်ပါတယ်ဖြူရောင်နေလာမယ်အမဲရောင်နေလာမယ်အနီရောင်နေလာမယ်တခြားအယောင်ခွဲတွေလည်းအများကြီးရှိပါသေးတယ်ဆိုတော့တော်တော်လေးမိုက်တဲ့အရှစ်မျိုးစိတ်တစ်မျိုးလို့ပြောလို့ရပါတယ် What are you doing bro That's the most random I've ever seen in Thailand bro Alright ဆိုတော့ကျွန်တော်တို့အိမ်တော့ပြန်ရောက်လာပြီအဲ့တော့ဒီ mission ကတော့ feel ပါတယ်ဘာလို့ feel လဲကျွန်တော်ပြပြမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Khao Yai National Park ကိုဒါပထမဆုံးတစ်ခါသွားတာပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ live ပြပြီးမဲ့ tour guide မရှိတဲ့အတွက်ကြောင့်ကိုယ့်အကိုအကောင့်တွေ live ကြည့်ရတယ်ပေါ့နော်အဲ့တော့9မျိုးတွေ့တာကံကောင်းလို့ပဲပြောရမှာပေါ့နော်အဲ့တော့ yeah ခုနကကျွန်တော်ပြခဲ့တဲ့ဒီစင်နဲ့ဒီ civet ပေါ့နော်အဲ့2မျိုးထပ်တွေးလိုက်လို့ရှိရင်တော့ဒါပို့ပြီးတော့ vlog ကကောင်းအောင်ပါပေါ့နော်ဆိုတော့ဒီလိုမျိုး mammal challenge နောက်တစ်ခါထပ်လုပ်စီခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ vlog ပေါ့နော်ဒီ vlog like 10k ရလို့ရှိရင်ကျွန်တော်ဒီ challenge ထပ်သွားပြီးတော့လုပ်ပါမယ်ဒီ Khao Yai National Park မှာဖြစ်မလားတခြား National Park မလားဆိုတာကတော့မသိသေးဘူးပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးမွေးကြီးပဲcontent လုပ်တာမဟုတ်ဘဲနဲ့ဒီလိုမျိုးတခြားသတော်ဝါတွေကိုလည်းဒီလိုမျိုး vlog လုပ်ပေးတာကြိုက်လားမကြိုက်လားဆိုတာလည်း comment လေးမှာရေးသွားပေးပါဆိုတော့ yep နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဒီ horror တော့ပဲ